နန်းရှိတဝိုက်မှာသူ့ရဲ့အရသာကြောင့်မို့လို့လူကြိုက်များတယ်ဟယ်လိုမောက်ချိုက်ကအခုဆိုရင်မြောက်ပြင်မှာဆိုင်ခွဲလာဖွင့်ပြီပဲဖြစ်ပါတယ်ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့မနက်ဖြန်2လပိုင်း23ရက်နေ့မှာမောက်ချိုက်နဲ့ရှမ်းကောဘာကိုပဲစားစား20% discount ပေးမှာမို့ဒီလိုရက်မျိုးမှာစားလို့ရှိရင်ပို့ပြီးတော့တန်နေပေါ့နော်ဒီဆိုင်မှာလေမောက်ချိုက်ကိုပွဲပြင်ဆိုလို့ရှိရင်1000ခွဲဘဝကနေစပြီးတော့စားလို့ရတာမို့ဘတ်ဂျက်လည်းဆေးဖြစ်တယ်ပြီးတော့ဆိုင်လေးကတန်တန်ရှင်းရှင်းတက်တက်ရက်လေးမို့စားရတာလည်းစိတ်ချမ်းသာတယ်ပေါ့နော်သူ့ရဲ့အရသာဆိုလို့ရှိရင်လည်းတော်တော်များကြိုက်ကြမဲ့မောက်ချိုက်အရသာမျိုးဖြစ်ပါတယ်အချင်းကလည်းမကြီးချင်းကိုချိုချင်းဆက်လေးဆိုတော့အချင်းကိုလည်းတင်တင်ကြိုက်မိပါတယ်ဟယ်လိုမောက်ချိုက်ရဲ့မြောက်ပြင်ဆိုင်ခွဲအတစ်က86လမ်း19လမ်းနဲ့18လမ်းကြားမန်လေးမြို့မှာရှိရဖြစ်ပါတယ်ဖုန်းဆက်ပြီးမှကျင်နေဆိုရင်တော့39941814ကိုဆက်သွယ်ပြီးတော့လေအိမ်ရောက်ပို့ခိုင်းလို့ရပါတယ်ဟယ်လိုမောက်ချိုက်ဆိုင်တစ်ကတော့62လမ်းနဲ့22လမ်းတောင် UFL ကျောင်းအနီးမန်လေးမြို့မှာရှိရပဲဖြစ်ပါတယ်ကိုနဲ့နီးတဲ့ဆိုင်ခွဲမှာအပြေးလေးသွားစားလို့ရတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မြောက်ပြင်ဘက်မှာကဒီလိုမျိုးမောက်ချိုက်ဆိုင်ကောင်းကောင်းလေးရှားပါတယ်ဆိုတော့မြောက်ပြင်ဘက်မှာနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဖွင့်ထားတဲ့နေရာကလည်းအကုန်လုံးတွားရလွယ်တဲ့နေရာလေးမှာဖွင့်ပေးထားတာဆိုတော့အဆင်ပြေရပေါ့နော်ဟယ်လိုမောက်ချိုက်မှာလေမာလာဟင်းမာလာမောက်ချိုက်မာလာရှမ်းကောနဲ့မာလာအကင်တုတ်တွေရပါတယ်မောက်ချိုက်တွေရှမ်းကောတွေကပွဲပြင်1000ခွဲ2000 3000ဆိုပြီးတော့ရှိရပေါ့နော်ကိုကြိုက်တာလေးကိုပဲရွေးပြီးတော့လေကြားတဲ့လောက်ရှင်းလို့ရပါတယ်ပွဲပြင်ကကြတော့ကိုမကြိုက်တာတွေပါလာတတ်လို့တကယ်ကတော့ကိုကြိုက်တာလေးတွေကိုပဲစားချင်တဲ့လောက်ယူပြီးတော့ကြားတဲ့လောက်ရှင်းရတဲ့ system ကိုပို့ကြိုက်ပါတယ်ရွေးတယ်လို့ရှိရင် तू ကပို့ပြီးတော့မှ budget စစ်ဖြစ်တယ်ပေါ့နော်ရွေးချယ်စရာတွေအနေနဲ့ဆိုလို့ရှိရင်အသားအစုံပင်လယ်စာအစုံအရွက်တွေရေစိမ်ခောက်ဆွဲတွေအစုံနဲ့ကိုမှခင်းချင်းပေးထားတာဆိုလို့ရှိရင်လေတန်တန်ရွှင်ရွှင်တက်တက်ရရနဲ့လက်လက်ဆက်ဆက်လေးပေါ့နော်ရိုးရပင်လယ်စာတွေဆိုလို့ရှိရင်လေ quality ကောင်းတာလေးတွေကိုပဲတင်ပေးထားတာကိုတွေ့တယ်ပစွန်ကနန်းရေပဝဲပြည်ကြီးငါးတွေကြက်စင်ကြက်မဲတွေလည်းရပါတယ်တကယ်ကတော့ကိုကြိုက်တာလေးကိုပဲရွေးပြီးတော့မှာခဲ့တယ်ပေါ့နော်ဟယ်လိုမောက်ချိုက်မှာမောက်ချိုက်စားမယ်ဆိုလို့ရှိရင် spicy level 1 2 3 4 5ဆိုပြီးတော့ရွေးချယ်စရာရှိပါတယ်သူရဲ့မောက်ချိုက်အရသာကပဲငပိအရသာမျိုးမဟုတ်ပါဘူးအဓိကကတော့ तू ကလေအနှစ်ဆိုလို့ရှိရင်လေကိုရိုင်းလောက်တဲ့အရသာမျိုးမို့အရသာပုံမှန်နဲ့မတူဘူးစစချင်းမှာအနက်မှုံမွေးလေးနဲ့ပေါ့နော်စားလိုက်တဲ့အချိန်ကြလို့ရှိရင်အရေရဲ့အရသာအချိုတက်လေးကိုအရင်ရပြီးတော့မှဖြည်းဖြည်းချင်းအထုံအဆက်အရသာလေးကလိုက်လာတယ်အရင်ကြီးထုံဆက်နေရမျိုးလည်းမဟုတ်တဲ့ခါကျတော့လူတိုင်းစားဖို့အဆင်ပြေရပေါ့နော်ကိုကအထုံဆက်အရသာပြင်းပြင်းလေးစားခြင်းနဲ့ဆိုရင်လေမမခင်မှာကြိုပြောလို့ရပါတယ်ပြီးတော့အသားတွေပစုံနေတဲ့အထိအရေရဲ့အရသာအနှစ်ရဲ့အရသာလေးစိတ်ဝင်နေတယ်ဒီတိုင်းပဲစားသူ့ရဲ့မကြီးကျင်တဲ့ပဲတွဲစားလို့ကောင်းတာမို့အကြိုက်တွေ့စေမှာပါအခုဒါ2လပိုင်း23ရက်နေ့မှာဆိုင်ဖွင့်မဲ့အထိမ်းအမှတ်အနေနဲ့20%တောင်ရှော့ပေးမှာဆိုတော့ဟယ်လိုမောက်ချိုက်ကိုမစားဘူးသေးလို့ရှိရင်သွားစားကြည့်ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်တဒါ